အမေရိကန်နိုင်ငံနဲ့ဒီအီရန်နဲ့ဒီအစ္စရေးနဲ့ပေါ့နော်ဒီစစ်ပွဲတွေကဘယ်လိုကနေဘယ်လိုဒီအီရန်ကဘယ်လိုတိုက်တယ်လဲဆိုတော့ပေါ့နော်အီရန်ရဲ့ထုတ်တဲ့ဒီ drone ဈေးတော်ဆုံး drone တွေပေါ့နော်ဈေးတော်တဲ့ drone နဲ့ပြီးတော့ဒီတိုက်ဒုံးကြီးတွေပြီးတော့ဒီဒုံးကြီး hypersonic တွေပေါ့နော်အဲ့ hypersonic ဆိုတဲ့ဒုံးကြီးဟာအင်မတန်မှစွမ်းအားကြီးမြင့်မှာတော့တစ်ခါပြန်ရင်ဒီတိုင်းပြည်ကာကွယ်တဲ့ဒီ Patriot ဆိုတဲ့ဒီတိုက်ဒုံးကြီးပေါ့နော်အဲ့ဒီကောင်တော့မှဒီကာပြစ်လို့မနိုင်ဘူး hypersonic ဆိုတဲ့စွမ်းအားဒုံးကြီးอ่ะပေါ့နော်ပြန်တန်းအားသူရဲ့ဒီဓာတ်စွမ်းအင်အားအင်မတန်မှပြင်းထန်ပြီးတော့မြန်စွာနဲ့ပြန်နိုင်တော့မျက်စိတဝိုက်တော့ကြည့်မမီဘူးပေါ့နော်မျက်စိတော့မှကိုရှိမှဖြတ်သွားရင်ပေါ့နော်လင်းမြန်လုံးနဲ့ဖြတ်သွားရင်တော့မှကြည့်လို့မမီဘူးအဲ့လောက်ထိအဲ့ကြောင့်မို့အဲ့ဒီအမေရိကန်ရဲ့ဒီ Patriot ဆိုတဲ့ဒီတိုက်ဒုံးကြီးပေါ့နော်ဒီဆိုနေဒုံးကြီးကပြစ်လို့မနိုင်ဘူးအဲ့ဒါကိုအီရန်ကဒီအစ္စရေးတို့ဒီအမေရိကန်တို့ဘယ်လိုတိုက်လဲဆိုတော့ဒီအီရန်ကဒီဈေးတော်တဲ့ drone နဲ့အရင်လွှင့်တယ်အလုံးပေါင်းမနေဘူးလွှင့်တယ်မလားလွှင့်ပြီးတော့တစ်ဖြက်စီးတဲ့ဒီအမေရိကန်ရဲ့တပ်စခန်းတွေပါတစ်ဖြက်စီးပြီးတော့အဲ့ဒါအမေရိကန်ကပြန်ကပြစ်လိုက်တဲ့ခါကျတော့ပေါ့နော်အဲ့ဒီကပြစ်တဲ့ဒုံးကြီးတွေတလုံးကဟိုဒီတိန်းနဲ့ချီနဲ့ပေးရတော့မလို့ဒီဒေါ်လာကိုတိန်းနဲ့ချီနဲ့ပေးရတယ်အီရန်ရဲ့ drone တန်ဖိုးကဒီဒေါ်လာဆိုရင်တောင်းကနန်းနဲ့ပဲရှိတယ်ပေါ့နော်အဲ့တောင်းကနန်း drone နဲ့ဒီတိန်းနဲ့ချီနဲ့ပေးရတဲ့တိုက်ဒုံးကြီးနဲ့တစ်ဖြက်စီးမယ်ဆိုရင်တော့ဒီပို့ပြီးတော့ဆုံးရှုံးမှုများတော့မလို့အမေရိကန်ပတ်စံတွေပါတယ်ဆုံးရှုံးမှုများမယ်ဘာဖြစ်လို့လဲဆိုတော့ဒီဒုံးကြီးတလုံးထွင်မှုအချိန်လဲပေးရတယ်ပတ်စံလဲကုန်တယ်ပေါ့နော်တအားကြီးကိုပတ်စံလဲပုံကိုများတယ်ဒီ drone တွေကျတော့ဒီပတ်စံလဲကုန်သက်တာတယ်ဈေးလဲပေါ်တယ်ပေါ့နော်ပြီးတော့လဲဖြက်စီးရတယ်လဲလော်တယ်ပေါ့နော်အလုံးပေါင်းများစွာထွင်မယ်ဆိုရင်တခါတည်းပြစ်မယ်ဆိုရင်တော့ကာပြစ်တဲ့လူကတော့တော်တော်လေးပတ်စံပို့ပြီးတော့ကုန်ဆုံးရှုံးမှာပေါ့နော်ပတ်စံတွေပါတယ်ဘာဖြစ်လို့ဆိုတော့ဒီတလုံးလုံးသူတို့ကာပြစ်တဲ့ဒုံးကြီးတလုံးလုံးရဲ့တန်ဖိုးကနည်းနည်းတော့မဟုတ်ပြီးတော့အီရန်ရဲ့တုံးလဲတဲ့ဒီစီရကတော့ဘယ်လိုနီးစနစ်နဲ့ဒီအမေရိကန်ကိုတိုက်ရလဲဆိုတော့ဗောနော်ဒရုန်းဈေးတော်တဲ့ဒရုန်းနဲ့အရင်လွတ်တယ်လွတ်ပြီးတော့ဒီတာမန်ဒုံးကြီးအရင်လွတ်တယ်လွတ်ပြီးမှကာပစ်ဖို့ဒီတိုက်ဒုံးကြီးကကာပစ်ဖို့အတီးတွေမရှိတော့ဘူးဆိုရင်ဗောနော်ဒီ hypersonic တဲ့တိုက်ဒုံးကြီးကိုပြန်လွတ်တော့အီရန်က hypersonic ဆိုတဲ့ဒုံးကြီးကိုလွတ်တယ်လွတ်ပြီးတော့အဲ့ဒါကိုအမေရိကန်ကပြန်ကာဖို့ဆိုတာမလွယ်တော့ဘူးဗောနော်အဲ့ဒါကြောင့်ဒီ hypersonic ဒုံးကြီးကဒီအမေရိကန်ရဲ့စခန်းတွေကိုအကုန်လုံးတစ်ဖြက်စီးလိုက်တယ်ဗောအကုန်လုံးတော့မဟုတ်တော့ဒီသူတို့ဖြက်စီးမဲ့သူတို့နဲ့ဒီအီရန်နဲ့နီးကတဲ့ဒီတိုက်စခန်းတွေဗောနော်အကုန်လုံးတစ်ဖြက်စီးတယ်ဗောနော်အဲ့ဒီ hypersonic ဒုံးကြီးအောင်နော်ဒီစစ်ရေးရလောလောနဲ့မပြီးဘူးဘာဖြစ်လို့ဆိုတော့တာစီတော့ကြာမလားကြာလေအမေရိကန်ပတ်စံတွေဆုံလေပဲနော်ဆုံလေပဲနော်ဘာဖြစ်ဆိုတော့ဒီစစ်ပွဲတစ်ခုကိုသူတိုက်ရမယ်ဆိုရင်တော့ပတ်စံတွေအများကြီးကုန်တော့ဒီလက်နက်တွေဒီစစ်သားတွေဘာတွေညာတော့တော်တော်လေးကိုဆုံလို့ပေါ့ဒါပေမဲ့အမေရိကန်ဘက်ကအားတာတာပါလဲဆိုတော့ဒီလေပိုင်နဲ့တယ်မှာအားတာတယ်အမေရိကန်ကျတော့ဒီအီရန်မှာကျတော့ drone တို့တိုက်ဒုံးကြီးတို့ hypersonic တို့အားတာတာပေါ့နော်အီရန်ရဲ့တိုက်တဲ့စနစ်ကတော်တော်လေးကိုကောင်းတယ်ဘာဖြစ်လဲဆိုတော့ဒီအမေရိကန်တွေပတ်စံပို့ကောင်းအောင်ဒီအမေရိကန်ဒုံးကြီးတစ်လုံးထွင်သွားချိန်နဲ့ပြရတယ်ဒီအီရန်ကတော့ဒီ drone ကိုထွင်မယ်ဆိုရင်တော့ဒီဒုံးကြီးကိုထွင်မယ်ဆိုတလကိုအလုံးပေါင်းဘယ်လောက်မသိတလကိုအလုံးပေါင်း100လောက်ထွင်နိုင်တယ်မဟုတ်တလတည်းဟုတ်အဲ့လောက်ထိလင်းမြန်စွာဒီအီရန်ကထွင်နိုင်တယ်မဟုတ်အီရန်ရဲ့ထွင်တဲ့ဒီယုံတွေဒီစခန်းတွေပေါ့နော်ဘယ်နာလဲဆိုတော့ဒီမြေကြီးအောင်တော့မြေအောက်စခန်းမှာတို့ဒီဒုံးကြီးတွေထွင်တယ်မဟုတ်ပြီးတော့ဒီနောက်ကျွန်းရှိတယ်အီရန်ရဲ့နိုင်ငံတကာအဲ့ဒီကျွန်းနားမှာလည်းသူတို့စခန်းတွေဒီဒုံးကြီးထွင်တဲ့ drone တွေထွင်တဲ့စခန်းမြေအောက်ခန်းမှာသူတို့လှုပ်ထားတော့အီရန်တော်လေးကိုကြောက်ဖို့ကောင်းတာအဲ့ဒီကျွန်းရဲ့မြေအောက်စခန်းကဒီဒုံးကြီးတွေလက်နက်တွေထွင်တဲ့စခန်းပေါ့နော်အဲ့ဒီနေရာပေါ့နော်အဲ့ဒီနေရာအခုမှတည်င်းပေါက်ကြတော့အမေရိကန်တွေတော်လေးလာတော့အမေရိကန်တွေစုံစမ်းတော့မသိပေါ့နော်ဒါပေမဲ့အခုဘယ်လိုဆက်တိုက်မလဲဆိုတော့မသိရသေးဘူးပေါ့နော်ဒီအမေရိကန်နဲ့အီရန်နဲ့အစ္စရေးနဲ့ပေါ့နော်ဒါပေမဲ့အမေရိကန်နဲ့အစ္စရေးကတော့တစ်ဖွဲ့တည်းပဲပေါ့နော်ဒီအီရန်တိုက်တယ်အီရန်ကလည်းပြန်တော့ကာကွယ်တယ်အနေရောတခါလေးပြန်တိုက်တော့ဖြက်စီးတယ်ရောပေါ့နော်မျိုးစုံစစ်ဖြစ်တယ်လည်းမကောင်းပါဘူးဖြစ်တော့ဒီအီရန်ရဲ့နိုင်ငံရဲ့လမ်းကြောင်းတစ်ခုပေါ့နော်ဟော်မိုးလမ်းကြောင်းဟော်မိုးလမ်းကြောင်းကဒီ20%လောက်30%လောက်မသိအမှကုန်တဲ့ပစ္စည်းတွေရေနံတွေအဲ့ဒီလမ်းကြောင်းတွေပဲတွားတော့မလို့အဲ့ဒီလမ်းကြောင်းတွေတွားတဲ့အခါကျတော့တွားလို့မရတဲ့အခါကျတော့တော်တော်လေးကိုဒုက္ခရောက်တော့တကဘာလုံးဒါဓမ္မ30%လောက်20%လောက်မသိဘူးနော်တင်သွင်းတာအဲ့ဒီလမ်းကြောင်းကဒါတော့တခြားသောလမ်းတွေမပါသေးဘူးတခြားသောလမ်းတွေအကုန်လုံးပိတ်မစင်တော့တခါတည်းအကုန်လုံးဒုက္ခရောက်ကုန်တော့ဒီ